1900စုကဂျပန်မှာချမ်းသာတဲ့သူတွေဟာဧည့်သည်တွေကိုအံ့အားသင့်စေဖို့အထူးအယုတ်ဆက်လေးတွေအသုံးပြုကြတယ်။အဲ့ဒီအယုတ်ကိုຫນွေဦးပေါက်စလို့ခေါ်ပြီးဝေလာငါးအယိုးနဲ့လှုပ်ထားတာဖြစ်တယ်။အယုတ်အတွင်းမှာဂီယာတွေကျိုးတွေကင်မရာအစီတွေထည့်ထားပြီးအလုပ်လုပ်စေတယ်။လက်ဖက်ရည်ခွက်ကိုအယုတ်စီလွှဲပေးလိုက်တာနဲ့စပွဲတစ်ဖက်ရဲ့ရှေ့သို့ရွှေ့စေတဲ့ခွက်ကိုဖယ်လိုက်တဲ့အခါရုတ်တရက်ရက်သွားခဲ့တယ်။ဒီအယုတ်ကို1900စုကဂျပန်မှာတိစောက်ခဲ့ပြီးချမ်းသာတဲ့သူတွေကလက်ဖက်ရည်ကိုဖျော်ဖြေရေးအနေနဲ့အသုံးပြုပြီးဧည့်သည်တွေကိုအံ့အားသင့်စေဖို့အတွက်ဧည့်ခံကြတာဖြစ်ပါတယ်။သူတို့တွေဟာမမ်မီတွေကိုဝိုင်ထဲစိမ်ပြီးဆေးဖြစ်တောက်ခဲ့ကြတယ်။1900စုကပွဲတွေပါတီတွေမှာမမ်မီထုတ်ပိုးထားတဲ့အရာတွေကိုမော်စွမ်းတွေဆေးဖက်ဝင်အကျိုးကျေးဇူးတွေရှိတယ်လို့လူတွေယုံကြည်ကြတယ်။အချို့သောလူတွေကတော့မမ်မီရဲ့ထုတ်ပိုးထားတဲ့အဆက်ပြောက်တွေကိုအမှုန့်ဖြစ်အောင်ချိတ်ပြီးဝိုင်ထဲထည့်စိမ်ပြီးတောက်ကြတယ်။အဲ့ဒီအမှုန့်ကိုဆေးဖြစ်သုံးပြီးဖျားနာတဲ့လူနာတွေခေါင်းကိုက်နာနှလုံးရောဂါနဲ့ဝေဒနာခံစားနေရသူတွေကိုရောင်းချခဲ့ကြတယ်ဆိုလိုတာက1900စုမှာမမ်မီထုတ်ပိုးထားတဲ့အရာတွေကိုမော်နဲ့ဆေးလိုသတ်မှတ်ပြီးတောက်သုံးခဲ့ကြတယ်ဆိုတဲ့အကြောင်းဖြစ်တယ်